မိသားစုနဲ့တူကလောကမှာရှိနေစမှာထပ်တူထပ်များဝန်းနေပါအမတမကြည်ကွဲရတယ်ညပဲဖြစ်ပါလေညတော်မိုးချုပ်ပြီးညတော်မိုးချုပ်ပြီးဒါနဲ့အဲ့တည်င်းစကားကိုကျမတို့ဗိုင်ဘာဂရုပ်ကနေကြားတဲ့အခါမှာရှိတဲ့အရက်ကနေဆုတောင်းပေးကြတယ်မေတ္တာပို့ကြတယ်ထားခဲ့တယ်ကြံ့ရစ်ခဲ့တယ်သားသမီးဇနီးတဲ့အင်ထောင်မိသားစုနဲ့သူကဘုရားရှင်ကနေနှစ်သိမ့်ဖို့ပေးနိုင်ဖို့အတွက်ဒီမှာလို့သူကခွန်အားပေးကြဆုတောင်းပေးကြတယ်ရှိတဲ့ရက်ကနိခိလာနိုင်တဲ့ပုဂ္ဂိုလ်တွေလည်းတနည်းကုန်ဒီမှာသူကလာရောက်တော့မှာမိသားစုများနှစ်သိမ့်မှုခွန်အားရရှိနိုင်ဖို့ရအတွက်ကိုယ့်ရဲ့ရှိချင်းအဖြစ်သူတို့နဲ့သူကမေတ္တာလာရောက်ပြသကြတယ်ကျမတို့ကိုချင်းလူမျိုးများအနေနဲ့ဘုရားရှင်ကဖန်ဆင်းပေးတာဘုရားရှင်ရဲ့ကြီးစွာကြီးမားပါလေအထူးသဖြင့်လဲဒီမှာဒီနေ့ညမှာဆိုတော့ဇောတုံမိသားစုများနေပဲဘုရားရှင်ကကောင်းကြီးပေးတယ်အထူးသဖြင့်နာကြီးမှာဆိုတော့တယောက်ကိုတယောက်ဘယ်တော့မှမပန့်ဘူးပဲတယောက်ကိုတယောက်ခွန်အားမပေးပဲနဲ့မနေကြဘူးအာတတ်နိုင်ဒီဖက်ကနေအကောင်းဆုံးကိုပါဝင်ကုန်ပြီးပြည့်သိမ့်မှုရရှိနိုင်အောင်လာရောက်တော့မှမေတ္တာပြကြတယ်ဆွေမျိုးတွေအားလုံးပေါ်မှာလည်းပဲဖျားရှင်ဒီနေ့ကောင်းချီးပေးပါစေအာမင်ကိုရှင်ရဲ့မိသားစုများအနေဖြင့်ဒီနေ့ဖျားရှင်ကကျွန်မတို့ကိုကောင်းချီးပေးထားတယ်ဒီနေ့ကြီးစွာကိုချီးမွမ်းရပါတယ်လောကကြီးမှာကျမတို့ကိုဝိခွာတဲ့မိခင်ဖခင်တွေဘုံတော်ဝင်စားတဲ့ခါမှာခံစားချက်ကခံစားမှုတဲ့လူတိုင်းသိပါအများကြီးပြောဖို့မရှိဘူး။ဘုရားဘုရားကလည်းခံဖြစ်စေဘုမကဟုတ်ချက်ကိုခေါ်ပြလို့မရတဲ့ရင်ထဲကခံစားချက်တွေရတယ်အမတန်မှခေါ်ပြဖို့ခက်လောကနေနေတော့အမတန်မှခက်တယ်ယုံကြည်သူမဟုတ်ဘူးဆိုရင်တော့ထိုင်ထားပဲဆိုရင်တော့တကယ်ဟုတ်လေမျောလင့်ချက်မရှိဘူးသာဆိုရင်တော့ hope ပေါ့နော် if we don't have hope မျောလင့်ချက်မရှိဘူးဆိုရင်တော့ဒီနေ့လောက်ကြည်ကွဲစရာကောင်းတဲ့ဖြစ်မရှိဘူးဒါနဲ့ဒီနေ့ခရစ်တော်ကဒီချင်းတရားကိုပယ်ရှားပြီးတော့မှအသက်ရှင်ခြင်းအဝင်ပေးတဲ့တရားကိုခေါ်ဆောင်လာပြီးတော့ယူဆောင်လာတဲ့ခရစ်တော်ကြောင့်ဒီနေ့အဘလို့တဲ့မျောလင့်ခြင်းရှိရခြင်းဖြစ်တယ်။မျောလင့်ခြင်းအရှင်ဖြစ်တဲ့အတွက်ကြောင့်ဘွယ်ပါမင်ထတ်စကောက်ဆက်အာမင်။ဒီလိုကကျွန်တော်တို့တင်းတော်မှာလာစီယာမှာဆရာလှမင်းကခုစိတ်လုပ်တယ်။ညတိုင်းကျွန်တော်တို့စောင်းရသည်ခုစိတ်3 4ညရှိပြီသူကဗမာစစ်စကားဗမာစကားပြောလေအခုကျမတို့လည်းအားလုံးဗမာလိုတော့သုံးတယ်ပေါ့နော်ဒါပေမဲ့ချင်းဗမာစကားနဲ့ဗမာရဲ့ဗမာစကားကမတူဘူးပေါ့နော်သူကတော့တော်တော်လေးကိုပြောတစ်ခါလေးကြာရင်နားလေဖို့တောင်မှခက်တယ်ဒါပေမဲ့အဲ့ဒီပိုင်းကိုကျမပြောချင်တာမဟုတ်ဘူးအဲ့မှာ3 4ညတရားဒီကနာဝင်ငါပြီးပြီသူကကောပကားပေါ့နော်ကောပကားဆိုတာတော့တကယ်ဗမာစစ်ဗမာစစ်သူကဘုရားဘာသာကြီးကြားထဲကနေပြောင်းလဲတာလေဆရာဖြစ်တဲ့ခါကျတော့တညတော့ကျွန်တော်တို့အတင်းတော်ကသူ့ကို request လုပ်တယ်ဆရာခုစိတ်လုပ်ခဲ့ညမှာဆရာရဲ့အသက်တာဘယ်လိုပြောင်းလဲတာတလဲဆိုတာကိုစိတ်တည်ခံတဲ့အနေနဲ့ကျမတို့ကိုဝင်ငါပေးပါခွန်အားယူလို့ရဲဆိုတော့မှကျမတို့က request လုပ်တယ်အဲ့ဒါနဲ့အတင်းတို့တင်းသားများရဲ့ request လုပ်ချင်အဖြစ်သူကပြန်ဝင်ငါတော့အဲ့ call ပကားကပါပြောလဲဆိုတော့တခါတော့ကျွန်တော်အမျိုးပေါ့ဦးလေးဆုံးတော့တခါ
အမတန်မှဝမ်းနေကြည်ခွဲကြတဲ့အတော်တွေအမတွေတခြားဦးလေးတွေမိဘတွေကဒီတခါလေရင်ကိုထုပြီးတော့မှဘယ်ရက်ကိုသွားတော့မှလဲဘယ်သွားမှလဲငါတို့ကိုထားခဲ့တော့မှလားဆိုတော့မှခါရီယူကြုံမရနဲ့ငိုတော့မှသူသွားမဲ့လမ်းကိုမသိတဲ့နေရာကိုသွားတဲ့လူကိုအပတိုင်းမှနှမျိုးစွာနဲ့ဒီအတူပါကျွန်တော်တို့လိုက်သွားကျွန်တော်ကအဲ့တော့ကတော်တော်လေးငယ်သေးတယ်ဒါပေမဲ့ကျွန်တော်အမတန်မှစိတ်ထဲမှာစဉ်းစားတာသွားမဲ့လမ်းကိုမသိတဲ့အိုးလေးကိုလိုက်ပို့တာကျွန်တော်တို့ What about me ကျွန်တော်ကိုယ်တိုင်ရောဘယ်လိုလဲဆိုတော့အဲ့ဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကိုကျွန်တော်ဦးနောက်ထဲမှာ question ပေါင်းများစွာကရှိလာတော့တနေ့ကျတော့ကျွန်တော်တက်ကတူရောက်တော့တငယ်ချင်းတယောက်ယုံကြည်သူခရစ်ယာန်တယောက်နဲ့ဖះเจ้าကိုလိုက်တော့တနေ့တော့သူတို့ရဲ့ဆွေမျိုးဆုံးသွားအဲ့အတူပါကိုကျဆန်တဲ့တင်တော်မှာရန်ကုန်မှာကျဆန်တဲ့တင်တော်မှာသူတို့ကတခါပဲဒီအစီအစဉ်တွေကိုနောက်ဆုံးဇာပနာဝတ်ပြုခြင်းအစီအစဉ်ကိုကျင်းပတဲ့အခါမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာလူတွေကမျက်ရည်ကျတယ်မတူဘူးထို့အပြင်ကျွန်တော်ပူအံ့ဩသွားတာကအဲ့လောက်ဝမ်းနေကြည်ခွေးနေပြီးတော့နောက်ဆုံးတွေ့တဲ့နေ့ပေါ့နော်အဲ့မှာသူကတချင်းဆူတော့မှာဂုံတော်ချင်းမနာကျွန်တော်တွေ့တော့ကခေါ်ရဟာတုအယားကိုကခေါ်ရဟာရဲချီအဲ့ဒါနဲ့ကျွန်တော်မြင်ခုံနေတယ်ကိုဒီလူတွေဟာမျောလင့်ချင်းရှိပြီးတော့မှနောက်ဆုံးနေ့ရက်မှာတော့မှခွဲခွာတဲ့နေ့ရက်မှာတော့မှကချင်းဆူနိုင်တော့မှပျော်ရွှင်နိုင်တဲ့အတွက်ကြောင့်သူတို့မှာအသက်ရှင်နေတော့အရာတစ်ခုတော့ရှိနေမှာပဲဆိုတော့မှကျွန်တော်လည်းအဲ့ဒီနေ့ကနေစတော့မှဒီတမချမ်းစာကိုအစအလေဆုံးဖတ်ဘေကစတော့မှဘယ်လိုဆုံးရမလဲကျွန်တော်ကမသိဘူးအဲ့ဒါဓမ္မဟောင်းကနေဖတ်တဲ့ခါကျတော့တချို့ကျတော့နားကိုမလည်နိုင်တဲ့ဟာတွေလည်းများရှိတယ်ဒါပြီလေအသက်ရှင်တော့ဒီနှုတ်ကပတ်တော်ကကျွန်တော်ကိုစကားပြောပြတော့မှာဘယ်သူပါစတာခရုစိတ်လာလို့ကျွန်တော်ပြောင်းလဲသွားတယ်ဆိုတာမျိုးမဟုတ်ဘူးကျွန်တော်ရဲ့တက်တာကိုဖယားရှင်ကသူ့ရဲ့နှုတ်ကပတ်တော်ကိုအသုံးပြုပြီးတော့မှပြောင်းလဲစီတယ်ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဟာပြောင်းလဲသွားတော့မှတစင်းပြီးတစင်းကျွန်တော်ရဲ့ဝိညာဉ်ရဲ့တက်တာဟာလည်းပဲကြီးထွားလာပြီးတော့မှဆွေမျိုးတွေအားလုံးပမာဗုဒ္ဓဘာသာတွေကြားထဲမှာယနေ့ထိသူတယောက်ပဲပြောင်းလဲတော့ဆရာပြောင်းလဲတက်တည်ခံလက်ရှိတော့ဆရာအနေဖြင့်ဘုရားရှင်ကကောင်းကြီးပေးပေါ်မှာကျွန်မတို့စီကိုရောက်ထာဇံကပြီးကလာကျွန်မငွေငှချင်တာကဒီနေ့ညမှာပဲကျွန်မရဲ့အသက်ရှင်ခြင်းသွားခြင်းလာခြင်းနေခြင်းယနေ့ညမှာဆလည်းပဲနောက်ဆုံးတော့နေ့ရက်ဖြစ်တယ်ကြာပြီလေမျောလင့်ခြင်းရှိတော့မိသားစုကဂုဏ်တော်ကိုချီးမွမ်းနေတယ်ဘွယ်ပါမီထန်သက်စကောင်းစေအာမင်ဒီချင်းတရားကိုဖယ်ရှားပြီးတော့မှအသက်ရှင်ခြင်းတရားကိုယူဆောင်လာတော့ဘုရားရှင်ဖြစ်တယ်။ဦးချင်းနာချင်းမျက်ရည်ကျချင်းတရားတွေကိုဖယ်ရှားပြီးတော့မှမျက်ရည်တွေကိုတုပ်ပေးတဲ့ဘုရားဖြစ်တယ်။ခံစားချက်ကိုကုသပြီးတော့ဘုရားဖြစ်တယ်။ဝမ်းနေနေတဲ့အခါမှာနှစ်သိမ့်ပြီးတော့ဘုရားရှင်ဒီနေ့ကြွရောက်လာပြီဖြစ်ပါတယ်။ဒီမျောလင့်ချင်းတာဖြစ်တာလေကျွန်တော်တို့
အတူတူကဤကဲ့သို့တယောက်ကိုတယောက်နှစ်သိမ့်နေရခြင်းဖြစ်တယ်ဒီမျောလင့်ချင်းကြောင့်တာရင်ကျွန်တော်တို့ဒီအတူတူကလာရောက်စုစည်းနေရခြင်းတာဖြစ်တယ်ခရစ်တော်ကြောင့်တာဒီကျွန်တော်တို့တူကလာရောက်နေရခြင်းဖြစ်တယ်ခုဆိုရင်လေဒီနေ့ကျွန်တော်တို့ကြားရတယ်ဘုံတော်ဝင်စားပြီးဖြစ်တယ်ဖခင်ကြီးရဲ့တက်တာမှာယနေ့မနေ့ကကိုတာသမီမိတွေအတွက်ဆူတောင်းပေးတဲ့ဖခင်ဖြစ်တယ်ဘုံတော်ကိုအမြဲတမ်းချီးမွမ်းတဲ့ဖခင်ဖြစ်တယ်အသက်ရှင်သောဖခင်ကိုမိမိရရကင်တွယ်ရဲ့မိမိကယ်တင်ခြင်းဖြစ်ကင်တွယ်သောဖခင်ကြီးဖြစ်တယ်အသက်ရှင်သောဖခင်ရဲ့အမှုတော်မြတ်၌ပိဋကအနေနဲ့အတင်းတော်လူကြီးအနေနဲ့ပါဝင်ဆက်ကတော့ဖခင်ကြီးဖြစ်တယ်ယနေ့တွားနဲ့တူအတွက်တော့ကျွန်မတို့ငိုကြွေးမိတမ်းစရာမရှိတော့ဘူးကောင်းကင်ရွှေပြည်မှာသူဆန်စားနေပြီအသက်ရှင်ခြင်းကိုပေးတဲ့ဖယားရှင်ကသူ့ကိုခေါ်ဆောင်ပြီးဖြစ်တဲ့အတွက်ကြောင့်ယနေ့အချိန်မှာလည်းကျွန်မတို့ရဲ့ဆုတောင်းခြင်းပြီးမျောလင့်ခြင်းမရှိသောသူကဲ့သို့ငိုကြွေးဝမ်းနည်းခြင်းမဟုတ်ဘဲနဲ့ယနေ့အသက်ရှင်ခြင်းတရားတော်ကြောင့်မျောလင့်ခြင်းပြည့်ဝဆုံးနဲ့ရှိကိုချီတက်သွားလာတော့မိသားစုများဖြစ်တယ်။ယဝေယနေ့မှာရှိကြသောသားသမီးများဆွေမျိုးများညီကိုမောင်နှမများမိခင်ကြီးနဲ့မိများတွေသားသမီးတွေအားလုံးတို့ပေါ်မှာလည်းပဲယနေ့အသက်ရှင်တော်ဘုရားရှင်ကနေလူလူကြံစည်မမိနိုင်သောငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းရှင်နာခြင်းများနဲ့နှစ်သိမ့်မှုပြီးရဲ့အသက်ရှင်တော်ဘုရားရဲ့အမှုတိုင်းမှာဘုရားရှင်ဒီနေ့ကောင်းချီးပေးပါစေ။အာမင်။အမေ။ဘာသာခရတဲ့တစ်ချက်ပဲတင်ပြရရဲ့တစ်ချက်တော့ဟိုအကောင်တော့တော့လည်းဒီကိဒီအပြေတဲ့ကရမထဆာလာနေတော့ဘောဟဲ့ဘယ်ဟာလာတစ်ချက်ပဲဒီမထဆာပြေလာပြေမထဆာခေါင်းကြောင့်ကပြောလို့မချူလာခေါ်လိုက်တော့အဖြစ်ကဆောင်ဘယ်လိုတော့နိုင်အမေကလန်ထော်လာလေတို့အတပေါ်လေအကြလာပြီးထားလို့ကချလန်ပြီးတော့ချန်ပြီးတော့လာရစားအော်တီရန်ကဘာသာရီလာလို့ဒူလာထွဲတဲ့ပတဲ့အကျိုးရအတော့ဘူပန်ခုကျော်စရဲမတော်ဝနာရေကအနိတာရမရောဝဲမချက်ကမောမတော်စောတီရကထော်တော့တဲ့ဂျူတော်ဟာကမိဘခထော်စရဲမကထော်တော့လာဖတော်ပေါ်ပေါ်အချင်းစင်းတာဇတ်တော်ရဘောကမလို့တော့ကလောင်နေတော့အော်တီရန်ဂျူတော်ဟာဟိစကဂျူတော်ဟိစကတော့မင်းကကဲလူကဘာကြီးချောပါအချင်းတော်တော့ကြာအတနေ့နဲ့မတော်စားတောင်းတော့ထော်မှာပတ်တဲ့ထော်ပတ်တဲ့ပေါင်းလို့ကအမှုပန်းခုထော်စရဲမှာတော့ဘောကမင်းယူတောင်ဆန်းတော်ရာယူတောင်လုံးညီတော်မှာအထွားရောရတူတော်တဲ့တော်ကြီးဆောင်းစကူတော်တဲ့အထက်တော်တော်ရဲ့ထော်စားထောင်ပါကအထက်ဟောတယ်အစည်းတော်နဲ့ထော်ဖို့ကြည့်ပြီးနဲ့ကလန်တော်ဘောကဘုနောလည်းဒီကေနဲ့စီဆွဲတဲ့နဲ့ထော်စားနဲ့သူကလည်းဟန်ကိုတဲ့ဆောဆာမိုလေဒီချုံနဲ့ပြောဘောနဲ့ကလန်တော်ဘောဒီလိုချုံတော့ပြောစားရတနေ့ကဒူရာထော်လိုက်တယ်ပေါ်ဟိဝမယောရနူဟိဝမယောပေါ်လာတာဝတ်တော့မပတ်တဲ့ငေါအတူနေစပင်းလုံးဟူဘောခါကပေါ်ကဒါရင်းကဒန်ခူရမောကူကပြေရမကပြေခူရမောကကြည့်ဘောအထီလုံးကဘာမစနာအတူနေအော်တီလရာဂျေမထောဆာဂရာယမထောဆာအပေါ်နေအပေတယ်အပေါ်နေချူရဘောကခါနတိနောကပတူဘူတွာတကယ်လို့အတူနေပေါ်ဟိဘောတော့မြေပေါ်မထောဆာနပေါ်ဖုန်းနဲ့စီဘောခါနာစီချီအတူရနေအဟောဘောခါနထဲမောအင်ခေါ်နေထောပါဟို
ဟိုကွာတဲ့ဘာတဲ့ဒူကွာရစီမနာအတိအရုံးဝရတဲ့တဲ့ချီနပေါ်ဖုန်းမီလေးတဲ့ဆော့ပေါ်စတီမောဒါတတော်ထောင်ပါတဲ့ထဲကထဲခန်းစားကူနခန်းစားကူခန်းစားကူတကယ်တည်းနဲ့ဖြစ်လာအဟင်းလုံးတော်မြတ်ကောကနုံကပေါ်နဒါဒါကြီးပေါ်တော့မင်းစကမောတဲ့ဒီကူလာဘောကောနေကွာအတူနီးရတဲ့တေကွာတကယ်တည်းဒီမှာတော့စာလုံးပေါ်စောတော့စီပေါ်စောတော့စီလက်ဖြစ်လာမိထဲလောကြီးပေါ်ကောပြင်းဟိုပဲမိထဲလောတော့အတူနီးကအတူနီးမှာပေါ်မိထဲလောဘောနော်ခေါ်တာအတူနီးဟောတီလေရန်ကန်ဒူလာထွားတော့ဘောတော်မောဘောတော့ခေါ်တော့ရပူတာဒီအဇူလာမစင်နာတဲ့ဘောစေရလာဘောလာမိထဲလောပေါ်အောင်ပေါ်တော့ကlanတော့လေအော်ခေါ်အပြင်းကြတယ်ငလောတော့တိကလည်းပြန်လာတော့တောင်းခူးလာတကယ်တည်းအတူတူကအင်းမိကယူတဲ့ပေါ်ရင်မထွက်စားပေါ်တဲ့တော်ရင်မထွက်စားဦးတင်ရောတော့မထွက်စားအော်ခေါ်ရတဲ့ဒီဘောအကျကလောင်သွားဒီဘောနဲ့ဆောင်စားအတူတူလည်းပဲဒီထော်တော့လည်းပြတ်ချီအောင်ဒီဘောဒီထော်တော့ကောင်းရတဲ့ချက်ကလောင်စလားလူကတဲ့လူတဲ့ထော်တော့မပြောဘူးစလားလူကတဲ့လူဆောင်းဆောင်နေမှာပုံကိုစီရောတော့ဒီထော်တော့မှပြောလို့ပြတ်ကောလာနဲ့ထော်လေးလေးဘာမှမရအိမ်ဘန်းရဟာလာမြတ်တယ်နော်နောင်ဆိုဘောဖွတဲ့တဲ့မြတ်တော်ထော်လာရဲ့ဘောန်ခေါ်ပေါ်တော်မှာလာခါပြောကိုချီဝခါဒီခီမီလေးတဲ့ဟူတဲ့ကပ်ဆေဆောလာခေါ်လာရဲ့တဲ့မထော်စာဒီဘန်းနီတော့ဘောဟိုတဲ့ဒီတဲ့လေဆောဆာနောထော်လို့မပြောဘူးဆိုဒီမောခေါ်လာတဲ့မထော်စာဒီဘောဖွေးနော်ဘောပြကျူစီတော့ကလာချမ်းနေတယ်တဲ့ရတဲ့ဒီဘောကတော်စီကျူဒုက္ခသာနောလာဆွာဆံမောယာထောနောလာဆွာဆံကဲစပတိနာလာဆွာဆံပြေနောကပြုခဲ့တဲ့အကလာတဲ့အတန်မောယာလောသံတိခမြတ်ထုံမောယာလောဟဲအထံတဲ့ပိုင်တော်နုဘုသောပနောဒီအဖကခေါမောဇီဝကိုဟူဒီဟုတ်လား